အပြန်ဘာမှမစွတ်ခူးနိုင်တဲ့လက်နှစ်ဖက်ကလက်အုပ်မချီဖြစ်တာလေလက်နှစ်ဖက်စာနှင်းများချအမျော်တွေလမ်းမသစုံထားခဲ့နိုင်တာပဲရှိတယ်ကိုအညွန့်လေးတလူလူအတွက်အမိအခက်အလက်လေးတွေချိုးပေးရဒီလောက်တောင်ပဲလားသားရင်ပြန်ခဲ့ပါတယ်အမေယုံကြည်ချက်နဲ့မာနတရားဆိုတာဒီလိုရှိပါတယ်ဆိုပြီးရသမျှဒုက္ခတွေကိုအမေစီခဏခဏပြန်ရောက်ခဲ့အမေပေးခဲ့သမျှတွေကဟောင်းနွမ်းပျောက်ရှပျက်စီးဆွေးမြေပြီးကိုပေးခဲ့တဲ့အမျော်တွေဒါညနေတိုင်းရင်လမ်းမထွက်တဲ့မျက်ရည်တွေဖြစ်အခုတော့စိတ်ညစ်ညစ်ရှိတိုင်းအမိပခက်နဲ့လွဲတိတ်တယ်လို့မူပြီးမှအိပ်ပျော်တတ်တာတကယ်တော့ဘာမှမဟုတ်တဲ့မာနနဲ့ဘာမှမယူနိုင်လဲနေပါစေအမိကြိုက်တတ်တဲ့ဇပင်ပုံစံလေးညက်ပြီးတရက်ပြန်လာတယ်ဆိုရင်ပဲရင်ဘက်ကလေးလက်နဲ့ဖိပြီးပြုံးကြီးကြည့်နေမှာဒါသိပါတယ်မေ